အသားဓာတ်လို့သိကြတဲ့ protein ဓာတ်ကခန္ဓာကိုယ်တည်ဆောက်ရမှာအကူအညီပေးတဲ့အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ protein ဓာတ်ကကျမတို့ခန္ဓာကိုယ်ကြီးထွားဖို့ကြွက်သားတွေတန်မာဖို့နဲ့သပင်နဲ့အရည်ပြားကိုပြန်လည်ပြည့်ရမှာအကူအညီပေးပါတယ်။ဒါရင်မကသေးပါဘူး protein ဓာတ်ကကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတဲ့အတွက်ယောဂတွေကိုတိုက်ထုတ်ပေးပြီးအနာကျင့်မြန်စေပါတယ်။ကိုယ်ခန္ဓာရဲ့စွမ်းရည်ကိုလည်းပိုပြီးထိထိရောက်အသုံးပြုနိုင်စေပါတယ်။လုံလောက်တဲ့ protein ဓာတ်ကစာလောင်ခြင်းကိုရောကြစေတဲ့အတွက်ကိုယ်လေးချိန်ထိန်းညှိရမှာလည်းအထောက်အကူပြုပါတယ်။ protein က calcium ဓာတ်နဲ့အတူအရိုးတွေကိုလည်းတန်မာစေပါသေးတယ်။အုံနှောရဲ့လှုပ်ဆောင်ချက်ကိုလည်းမြင့်တင်ပေးနိုင်တဲ့အတွက်အာရုံစူးစိုက်နိုင်စွမ်းကိုပုံမကောင်းမွန်စေပြီးမှတ်ဉာဏ်အားလည်းကောင်းစေပါတယ်။ protein ဓာတ်ကိုလုံလောက်မရဘူးဆိုရင်အားနေတာပင်မနာတွေကိုခန်းစားရမှာဖြစ်ပြီးတော့အလိုတကူလည်းနေမကောင်းဖြစ်တတ်ပါတယ်။လူတော်တော်များများသိကြတဲ့အတိုင်း protein ဓာတ်လို့ခေါ်တဲ့အသားဓာတ်ကိုအသားစားခြင်းကနေရနိုင်တာပေါ့နော်။ဒါပေမဲ့အသားမစားဘဲလည်းလုံလောက်တဲ့ protein ဓာတ်ကိုရနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတာကိုကြည့်လိုက်ကြရအောင်။ပဲမျိုးမျိုးကလပဲပဲနီလေးစရဲပဲမျိုးမျိုးမှာဆိုရင် protein ဓာတ်တွေပြည့်ဝစွာပါဝင်ပြီးနေ့စဉ်စားသောက်မှုပုံစံမှာအလွယ်တကူထည့်သွင်းစားသုံးနိုင်ပါတယ်။အစစ်အဆန်မြေပဲနေကြစိဘန်တာစိနှံစရဲအစစ်အဆန်တွေက protein နဲ့ခန္ဓာကိုယ်ကိုကောင်းကျိုးပြုတဲ့အဆီကိုပေးစွမ်းနိုင်ပါတယ်။ကြက်ဥနိုးနှင်းနိုးထွက်ပစ္စည်းများနိုးကြက်ဥ cheese တင်ရင်ပဲနို့စတဲ့စားစာတွေကိုစားသုံးပေးမယ်ဆိုရင်ခန္ဓာကိုယ်အတွက်လုံလောက်တဲ့အသားဓာတ်ကိုရရှိစေမှာပဲဖြစ်ပါတယ်။ဟင်းသီးရက်တွေကနေလည်း protein ဓာတ်ရရှိနိုင်ပါတယ်။ဟင်းနုနယ်ပန်းကော်ပီစိမ်းမိုးရည်ညှိကျင်းငါးသီးတို့မှာလည်း protein ဓာတ်တွေပါဝင်ပြီးတော့တင်းရဲ့စားသောက်မှုပုံစံမှာအာဟာရဓာတ်တွေဖြည့်စွမ်းပေးနိုင်ပါတယ်။အရှိမပြပြပေးသွားတဲ့အစားအစာတွေကိုစားပြီးမယ်ဆိုရင်အသားမစားဘဲလေအသားဓာတ်ကိုလုံလုံလောက်ရရှိနေမှာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကနေ protein ဓာတ်ရဲ့ခန္ဓာကိုယ်အတွက်အရေးကြီးပုံနဲ့ protein ဓာတ်ကိုအသားမှုပဲဘလို့အစားအစာတွေကနေရရှိမလဲဆိုတာကိုသိသွားလောက်ပြီလို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်လို့ပြောရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။